ဒီလိုဆိုင်ကမောပြောနေတဲ့ AI နဲ့လုပ်ပြီးတုံးရည်တွေငွေစော်လို့ရမယ့်နည်းလမ်းကိုပြောပြပေးပါမယ် AI နဲ့လုပ်ပြီးဆိုင်ကမောတော့ရုံနဲ့လူတွေတော်တော်လေးကိုကြိုက်များကြပါတယ်တုံးရည်တွေငွေဘယ်လိုစားရမလဲဆိုတော့ AI နဲ့ဗီဒီယိုကသေချာလေးလုပ်ထားရင်တရေထန်းနဲ့ကိုကအောက်သွားပါလိမ့်မယ်မိတ်ဆွေတို့ကဖိုးတလုံးစီးုံနဲ့လုပ်လို့ရပါတယ်ကျွန်တော်ကမိတ်ဆွေတို့ကိုအသေးစိတ်ကစားပြောပြပေးပါမယ်မိတ်ဆွေတို့ဒီလို AI တွေနဲ့ငွေစားလို့ရမယ့်နည်းလမ်းတွေကိုမျှဝေပေးသွားမှာဖြစ်လို့ခုပဲ channel လေးကို subscribe လေးလိုက်ထားပြီး like လေးလည်းနေပြီးဒီလိုလုပ်ထားပြီးရင်ကျွန်တော်အသေးကတော့အားစီတစ်ခွဲပါပဲဆိုင်ကမောပြောနေတဲ့ပို့ကိုဘယ်လိုလုပ်ရမလဲဆိုတာဆက်သွားလိုက်ရအောင်ဆိုင်ကမောပြောနေတဲ့ပို့ကိုရေးသားပါမို့ကျွန်တော်တို့ ChatGPT တဲ့ကိုဝေလိုက်ပါမယ်ဒီစာကိုကျွန်တော် copy အောင်မှာခြားထားပေးပါမယ်မိတ်ဆွေတို့ကဒီကနေ copy လိုက်ပါနော်ဒီရဲ့ကျွန်တော်ကသူ့ကိုပို့လိုက်ပါမယ်ဒီလိုဆိုရင်ကျွန်တော်တို့သူစာဖတ်သိပေးတော့ပါပြီပို့ထုတ်တဲ့စိတ်ကိုစစ်သွားရအောင်ပို့ထုတ်ဖို့တွေ Play Store ကိုရေးဝယ်ပါမယ်စာတဲ့နေရာကိုနေပြီးတော့ KAINGလို့ရိုက်စားလိုက်ပါမယ်ပြီးရင်ပို့စုက software ကိုထားလိုက်ပါမယ်ပြီးရင်ကျွန်တော် KAI တဲ့ကိုကျွန်တော်ဝယ်ပါမယ် AI ဘလူးပုံစံလေးကိုနေပြီး Google ကိုနေပြီး Gmail နဲ့ချိန်ပေးလိုက်ပါနော်ပြီးရင်ပေါင်းလိုက်ကနာကိုနေပါမယ် AIIMG ကိုနေပါမယ်ပြီးရင်ကျွန်တော်ပို့ထားတဲ့စာကိုတွားပို့ပါမယ်စင်းနေစစ်ကိုပေါ်ကစင်းနေစစ်ကိုနေပါမယ်ပြီးရင်ပေါ်ဆိုတော့ဟာကိုပဲပြန်နေပါမယ်ပြီးရင်နံပါတ်3ကနေစကျွန်တော်တို့ထုတ်ပါမယ်ဒီစာတွေကိုကျွန်တော်တို့ copy ယူပါမယ် copy ယူပြီးရင်ကျွန်တော် KA တဲ့ကိုပြန်ဝေပါမယ်ပြီးရင်ခုနကခုလိုက်တဲ့နေရာမှာဒီနေရာမှာကျွန်တော်ပတ်ချပေးလိုက်ပါမယ်ပြီးရင်အောက်မှာကကျွန်တော်တပုတ်စီစီပဲထုတ်ပါမယ်ဒီကျွန်တော်ပုံစံထုတ်လိုက်ရအောင်ဒီလိုဆိုရင် KA ကကျွန်တော်တို့ကိုစာဖတ်သေးပေးနေပါပြီမနောက်လားစားလိုက်ပါမယ်โอเคဒီမှာဆိုကျွန်တော်စိုက်ကမောင်းနေပုံရပါပြီဒီပုံကိုတောက်ဖို့တွေကျွန်တော်ပုံကိုတစ်ချင်းနေပါမယ်ပြီးရင်ပေါ်ဆုံးမှာချောင်းကလေးစီတယ်အဲ့ဒါကိုနေလိုက်ပါပြီးရင် download PNG ကိုတစ်ချင်းနေလိုက်ပါမယ်ဒီလိုဆိုရင်ကျွန်တော် file manager တဲ့ကိုရောက်သွားပါလိမ့်မယ်နောက်တစ်ပုဒ်ကိုစီထုတ်လိုက်ရအောင်နံပါတ်2ကို copy ပါမယ်ပြီးရင်ကျွန်တော် KA တဲ့ကိုပြန်ဝဲပါမယ်ပြီးရင်ပါလိုက်ကနာကိုနိုင်မယ် AIING ကိုတစ်ချင်းနိုင်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်ပတ်ချမယ်ပြီးရင်ကျွန်တော်တို့တပုတ်စီစီပဲထောင်းမယ်ပြီးရင်ကျွန်တော်တို့ပုံထုတ်လိုက်ရအောင်ဒီလိုဆိုရင်ကျွန်တော်တို့ကိုစာဖတ်သိပေးနေပါပြီနော်โอเคဒီမှာဆိုရင်ကျွန်တော်တို့ပုံရလာပါပြီပုံကိုတစ်ချင်းနိုင်မယ်ပေါ်ဆုံးမှာပါတဲ့ဆောင်းကိုနိုင်မယ်ပြီးရင် download PNG ကိုနိုင်မယ်ဒီလိုဆိုရင်ကျွန်တော် file manager တဲ့ကိုရောက်တော့ပါလိမ့်မယ်ဗီဒီယိုလုပ်တဲ့စစ်ကိုတွားလိုက်ရအောင်ပုံကနေဗီဒီယိုလုပ်အောင်မို့ကျွန်တော်တို့ CCP တဲ့ကိုယူရအောင်ပေါ်ကမြင်လိုက်ကြကိုနေပြီးတော့ပေါ်စောကစာကိုပဲထိုင်နေပါမယ်ပြီးဒီစာကိုကျွန်တော်တို့ပို့လိုက်ပါမယ်ဒီစာတွေကိုကျွန်တော် comment မှာခြားထားပေးပါတယ်နော်ပြီးရင်ကျွန်တော်တို့ပို့ကိုပြန်ရေးပါမယ် BROMPTSINAGE DO video VIDO ပြီးရင်ဆက်ကူလို့ကျွန်တော်တို့ရေးလိုက်ပါမယ်မိတ်ဆွေတို့ကငေါ့ခုဆိုရင်ငေါ့ခုအရေးပေါ့နော်ကျွန်တော်ကတော့ငေါ့ခုလောက်ပဲရေးလိုက်ပါမယ်ဒီစာတွေကို copy အရေးယူလိုက်ပါမယ်အလုပ်တက်ကိုဝယ်လိုက်ပါမယ်စာရဲနဲ့ကိုနေပြီးတော့ WINDU.com လို့ကျွန်တော်ရိုက်လိုက်ပါမယ်ဆိုင်ကိုတစ်ချင်းနေပါမယ်ပြီးရင် Google ကိုနေပြီး Gmail နဲ့ဆက်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော် ING2 ဗီဒီယိုကိုနေမယ်ပြီးရင်ဒီနေရာမှာကျွန်တော်ပုံကိုထည့်ပါပြီးရင်ကျွန်တော်ပတ်ချလိုက်ပါမယ်စက်တင်နေရာမှာတော့ဘာမှပြောင်းစရာမလိုတော့ပါဘူးပြီးရင်ကျွန်တော်ဗီဒီယိုထုတ်ထားလိုက်ပါမယ်ကျွန်တော်တို့စောင်းရင်းနဲ့နောက်ပုံတွေလည်းကျွန်တော်ဒီလိုပဲထုတ်ထားလိုက်ပါမယ်နံပါတ်1ကို copy ယူမယ်ပြီးရင်ကျွန်တော် cloud ကိုပြန်ဝယ်ပါမယ်အဟောင်းကိုဖြည့်ပြီးအသေးကိုထမ်းမယ်အောက်မှာ my policy ပါတယ်အမှစာလေးကိုဖြည့်လိုက်ပို့ပါပြသွားပါလိမ့်မယ်စာကိုဖြည့်မယ်ပြီးရင်ပုံကိုတေးထမ်းမယ်ပြီးရင်ကျွန်တော်တို့ပတ်ချမယ်ဖိတ်ဆွတို့ကနောက်ဗီဒီယိုတွေလည်းထုတ်ထားလိုက်တော့ကျွန်တော်ကကြောင်နေမှာဆိုလို့နောက်ဗီဒီယိုတွေကိုကျွန်တော်ရေးထုတ်လိုက်ပါမယ်ဒီဗီဒီယိုတောင်းမဆိုရင်ဗီဒီယိုကိုတစ်ချိန်နေမယ်ပြီးရင်အောက်မှာချောင်းကလေးစီတဲ့အဲ့ဒါလေးကိုနေပြီးတောင်းလိုက်ပါမယ်ဒီလိုဆိုရင်ကျွန်တော် file manager တဲ့ကိုရောက်သွားပါလိမ့်မယ်နော်ဒီဗီဒီယိုနဲ့လိုက်မယ်တစ်ချင်းစောင်းတဲ့တွေကိုဘယ်လိုတောင်းရမလဲဆိုတာကိုကျွန်တော်တို့စိတ်သွားလိုက်ရအောင်စောင်းတဲ့တွေကိုတောင်းမှမို့ခလုတ်တဲ့ကိုရေးဝယ်ပါမယ်စာတဲ့နေရာကိုနေပြီးတော့ PISTPAY ဆိုတော့ကျွန်တော်စာလိုက်ပါမယ်ပြီးရင်ကျွန်တော်ပေါ်ဆုံးက website ကိုဝင်လိုက်ပါမယ်ပေါ်ကနေငယ်ဆွဲပြီးတော့ကျွန်တော်တို့စာပန်းကိုရေးပို့တောင်းပါမယ်စာတဲ့နေရာမှာတော့ NOTOCYLERIDE လို့ကျွန်တော်တို့ရိုက်စားလိုက်ပါမယ်ဆိုင်ကတာကိုရေးနောက်တော့ကြည့်ပါနော်ကျွန်တော်ကမိတ်ဆွေတို့ကိုနမူနာပြပေးတာချက်တာကြောင့်မို့ကျွန်တော်ကသူ့ကိုဆက်ထားပြီးတော့တောင်းလိုက်ပါမယ်ဒီကြောင့်တာကိုထားကူပါမယ် music ကိုနေပြီးတော့စာတဲ့နေရာကိုနေလိုက်ပါမယ် WATEFAN
SOAUTH ကျွန်တော်လိုရိုက်စားလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်ရေကြတာပေါ့ကျွန်တော်ဆိုင်ကမောင်းရင်လည်းရေကြတာလို့ပေါ့ရေကြတာကိုကျွန်တော်ကထားမှာဖြစ်လို့ကျွန်တော်ဒီတာကိုကျွန်တော်ပလိုက်ပါမယ်မိတ်ဆွေတို့ရောကိုကြိုက်တဲ့တာကိုနောက်ထောက်ပြီးတော့ဆောင်းကလေးပုံစံတွေကိုနေပြီးတော့ကျွန်တော်တို့ထောင်းလိုက်နော်ဒီလိုဆိုရင်ကျွန်တော် download file တွေကိုရောက်သွားပါလိမ့်မယ်ကျွန်တော်နောက်တစ်မျိုးထောင်းလိုက်ရအောင်စာတဲ့နေကိုထပ်နေပါမယ် PAWADIEUEANဆိုပြီးတော့ကျွန်တော်တို့ရိုက်စားလိုက်ပါမယ်ဒီဘုတ်ကိုကျွန်တော်ထောက်ထားလိုက်ပါမယ်ပုံတွေလည်းရပြီဗီဒီယိုတွေလည်းရပြီတချို့တွေလည်းရပြီဗီဒီယို error လို့တဲ့စစ်ကိုစစ်သွားလိုက်အောင်ဒီခါဗီဒီယို error လို့ကိုကျွန်တော်တို့ ISO ကိုယူထားပါတယ် ISO တဲ့ကိုဝယ်လိုက်ပါမယ်ဝယ်ပြီးဗီဒီယိုကိုနှိပ်ပါမယ်ပြီးရင် new ကိုနှိပ်ပါမယ်နှိပ်ပြီးကျွန်တော်တို့အမတ်ကိုလိုက်ပေးလိုက်ပါမယ်ကျွန်တော်ကဒီဗီဒီယိုမှာ9ပုံလောက်ပဲလုပ်ထားပါတယ်ချစ်တို့က10ခုလောက်ရေး10ခုယူရအောင်မယ်တချို့ကိုရေးတတ်ပါမယ် audio ကိုနှိပ်မယ် music ကိုနှိပ်မယ် AY music ကိုနှိပ်မယ်ဒီဟာကို UHE ကိုပြလိုက်ပါမယ်ခုနကကျွန်တော်စာအုပ်တန်ကိုဥထားတဲ့တစ်ချိန်ကို UHE ကိုနှိပ်ပြီးထိုင်လို့ရပါတယ်โอเคကျွန်တော်တက်ပြီးဆိုရင်ဖြားဆုံးမှာကျွန်တော်ဒီပိုက်ကိုဖြတ်လိုက်ပါမယ်ဖြတ်ပြီးဆိုရင်ဒီဘောက်ကိုကျွန်တော်ဖြတ်လိုက်ပါမယ်နောက်ကိုတစ်ချိန်ဆုံးလိုက်ပါမယ်ဒီ logo ဖြည့်အောင်မို့ကျွန်တော်တို့တားကိုနှိပ်မယ်တားကိုနောက်တစ်ခါထားနှိပ်မယ်ကျွန်တော်ကတော့ဒီနေရာမှာပိုက်0လို့ပဲပြလိုက်ပါမယ်မိတ်ဆွေတို့ကကိုနောက်မှာကိုရေးပါနော်ရေးပြီးဆိုရင်ကျွန်တော်တေးသေးလေးလုပ်လိုက်ပါမယ်ပြီးရင်ဒီနေရာမှာကျွန်တော်ချိန်လိုက်ပါမယ်ဒီနေရာကိုကျွန်တော်ဆွဲလိုက်ပါမယ်ပြီးရင်အောက်ကဟာကိုဖြားစုပ်ကိုကျွန်တော်ဆွဲလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့အမှတ်ကိုနှိပ်ပါမယ်โอเคဒီနေရာမှာကျွန်တော်သိမပုံဆွေနောက်ကိုတားကိုနှိပ်ပြီးနောက်ကိုနည်းနည်းဆွဲလိုက်မယ်နောက်ကိုနည်းနည်းဆွဲလိုက်မယ်ပြီးရင် okay ပြီဆိုရင်ကျွန်တော်တို့လှုပ်စီလုံးနေတဲ့ပုံစံလေးကိုကျွန်တော်ထပ်ပဲကျွန်တော်ကတော့လက်မပဲယူလိုက်ပါမယ်โอเคပြီးရင်ကျွန်တော်အောက်မှာဆွဲပြီးတော့ချိန်လိုက်ပါမယ်ဒီဟာကိုလည်းဖြားစုပ်ကိုကျွန်တော်ဆွဲလိုက်ပါမယ်ပြီးရင်ပုံမှန်နဲ့လေးချိန်လိုက်ပါမယ်ပြီးရင်အမကိုနှိပ်ပါမယ်စင်ပြီလားဆိုတာကျွန်တော်သိကြည့်လိုက်ပါမယ်โอเคဗီဒီယိုတစ်ပုတ်နဲ့ပြောင်းတဲ့ခါမှာဒီလိုကျွန်တော်တို့ပြောင်းလို့ရအောင်ကျွန်တော်တို့ထားလိုက်ပါမယ်စင်ပြီသွားအောင်โอเคမိတ်ဆွေတို့ကစင်ပြီတို့လို့ချိန်ယူပါနော်ဒီညမှာကျွန်တော်လဲတဲ့ဟာလေးကိုထားလိုက်ပါမယ်နောက်တစ်ပုတ်ကလည်းလဲတဲ့ဟာလေးကိုထားလိုက်ပါမယ်အတန်ကကြည်ဖြစ်နေကျွန်တော်တို့ချိန်တဲ့နည်းကိုပြောပြပါမယ်ဟိုတီဒီယိုကိုနှိပ်မယ်တန်တိုးမန်တစ်ချက်ကိုနှိပ်လိုက်ပါမယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့တိုးလို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ဆွဲလိုက်ပါမယ်အတန်ကိုပြီးရင်အမတ်ကိုနှိပ်လိုက်ပါโอเคဒီမှာပူနေကျွန်တော်ပြန်ဖြတ်ပါမယ်ခြားဆုံးမှာโอเคဒီကောင်ကိုဖြတ်မယ်ပြီးရင်ကျွန်တော်တို့ delete လုပ်လိုက်မယ်ဒီတော့ခုလုံးကိုโอเคပြီးရင်ကျွန်တော်စာလဲဖြတ်ရမယ်တားကိုထိုင်လိုက်မယ်ဒီပူနေတဲ့ပိုင်းတွေကိုကျွန်တော်ဖြတ်မယ်ပြီးရင် delete လိုက်ပါမယ်โอเคစစ်ပြီးပြီလားဆိုတာကျွန်တော်တို့ကြည့်လိုက်အောင်စင်ပြီဆိုရင်ဒီဗီဒီယိုကိုထုတ်နိုင်ပါပြီပေါ်က EXP ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာတရားပြီးရင်ဗီဒီယိုထုတ်လို့ရပါပြီနောက်လက်စီတွေမှာပြန်တွေ့ကြမှာနော်ဒီဗီဒီယိုကိုကြိုက်နေသေးရင် like လေးနှိပ်ပြီး subscribe လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့နော် comment မှာလည်းကိုတီးချတာစီရေးပေးခဲ့နော်